ရိုးသားရမယ်ဖြောင်းမရမယ်ကိုယ်ချင်းတရားစိတ်ထားမွန်မြတ်ရမယ်ဒီကဝေတို့တက်ကဲတော့မြဲမယ်ရှင်တန်နေထိုင်ချိန်ကြီးကပါတဲ့အပြောနဲ့လုံးထပ်သူကြည်နိုင်ဖို့လူကောင်းသူကောင်းတယောက်ရဲ့စံချိန်မြည်နိုင်ဖို့လောဘကောသားမောဟတို့မချီဖို့စင်ကျင်နှုံတရားရှိဖို့ဒီလောကကြီးကပေးလိုက်တဲ့သင်္ကန်းစာအခုအပင်တွေဒုက္ခတွေစင်